မှာကိုယ်ကဘာပင်လားတရားဟောတဲ့သူမှာအသင်ချီအပေမလားသာဓုလို့သုံးချိန်ခေါ်တကဘာပေမလားဘူးတော့တရားနာခြင်းဒီငါချက်မကြဘူးသူမှာကြားနာရခြင်းစိတ်မှာဖြူစင်ခြင်းမှာယုံမှမှုကိုလွတ်မြောက်နိုင်ခြင်းမှာအယူဖြောင်းမှန်စိတ်ကြည်သောနိဗ္ဗာန်လမ်းမှာနော်ဆရာတော်ဒီရန်ကင်းပါစေစိတ်စည်ရည်သည်ကင်းပါစေကိုယ်စည်ရည်ကင်းငါသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်သက်တော်ရှိပါစေစိတ်စည်ရည်သည်ကင်းပါစေကိုယ်စည်ရည်ကင်းငါသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေတရားဟောတဲ့သူမှာအသင်ချီအပေမလားသာဓုလို့သုံးချိန်ခေါ်တကဘာပေမလားဘူးတော့တရားနာခြင်းဒီငါချက်မကြဘူးသူမှာကြားနာရခြင်းစိတ်မှာဖြူစင်ခြင်းမှာယုံမှမှုကိုလွတ်မြောက်နိုင်ခြင်းမှာအယူဖြောင်းမှန်စိတ်ကြည်သောနိဗ္ဗာန်လမ်းမှာနော်ဆရာတော်ဒီရန်ကင်းပါစေစိတ်စည်ရည်သည်ကင်းပါစေကိုယ်စည်ရည်ကင်းငါသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်သက်တော်ရှိပါစေစိတ်စည်ရည်သည်ကင်းပါစေကိုယ်စည်ရည်ကင်းငါသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဒီရန်ကင်းပါစေဆရာတော်သက်တော်ရှိပါစေဆရာတော်ဒီရန်ကင်းပါစေဆရာတော်သက်တော်ရှိပါစေ
မှာကိုယ်ကဘာပင်လားတရားဟောတဲ့သူမှာအသင်ချီအပေမလားသာဓုလို့တောင်းခြင်းခေါ်တကဘာပေမလားဘူးတော့တရားနာခြင်းဒီငါချက်မကြဘူးသူမှာကြားနာရခြင်းစိတ်မှာဖြူစင်ခြင်းမှာယုံမှမှုကိုလွတ်မြောက်နိုင်ခြင်းမှာအယူဖြောင်းမှန်စိတ်ကြည်သောနိဗ္ဗာန်လမ်းမှာနော်ဆရာတော်ဒီရန်ကင်းပါစေစိတ်စင်ရဲ့ကင်းပါစေကိုယ်စင်ရဲ့ကင်းညာသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်သက်တော်ရှိပါစေစိတ်စင်ရဲ့ကင်းပါစေကိုယ်စင်ရဲ့ကင်းညာသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေတရားဟောတဲ့သူမှာအသင်ချီအပေမလားသာဓုလို့တောင်းခြင်းခေါ်တကဘာပေမလားဘူးတော့တရားနာခြင်းဒီငါချက်မကြဘူးသူမှာစိတ်မှာဖြူစင်ခြင်းမှာယုံမှမှုကိုလွတ်မြောက်နိုင်ခြင်းမှာအယူဖြောင်းမှန်စိတ်ကြည်သောနိဗ္ဗာန်လမ်းမှာနော်ဆရာတော်ဒီရန်ကင်းပါစေစိတ်စင်သာသနာဝင်ခန္ဓာဝင်ကိုလွယ်